ရှောင်ပါလို့ခေါ်တဲ့ခွေးလေးတစ်ကောင်ကသူ့ရဲ့သခင်အပြင်ထွက်မှာကိုစိုးရိမ်တာကြောင့်ဟောင်ပြီးတားဆီးခဲ့ပါတယ်။ဒါပေမဲ့သခင်ကခွေးလေးရဲ့ခံစားချက်ကိုနားမလည်ပဲနှစ်သိမ့်ပေးပြီးအိမ်ကထွက်ခွာသွားခဲ့ပါတယ်။သခင်ထွက်သွားတာကိုမြင်တဲ့အခါရှောင်ပါကတစ်သားအိမ်ထဲကိုအလင်းမြန်ပြေးဝင်ပြီးတခါမှမကစားဘူးတဲ့ဘောလုံးအသေးလေးကိုကိုက်ယူကသခင်နောက်ကိုလိုက်သွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့သခင်ဘူတာယုံငယ်မဝင်ခင်မှာပဲရှောင်ပါကမိသွားပြီးဘောလုံးကိုပေးပြီးသူနဲ့ကစားဖို့မြူဆွဲခဲ့ပါတယ်။သခင်ကသူပစ်လိုက်တဲ့ဘောလုံးကိုရှောင်ပါကပထမဆုံးအကြိမ်ကောက်ယူလာတာကြောင့်အံ့အားသင့်ဝမ်းသာသွားပြီးပတ်ဝန်းကျင်ကလူတွေကိုဂုဏ်ယူစွာကြွားလုံးထုတ်လိုက်ပါတယ်။နောက်ဆုံးရထားထွက်ခွာဖို့နီးကပ်လာတဲ့အခါသခင်ကလှုပ်သွားရတော့မှဖြစ်တာကြောင့်ရှောင်ပါကိုနေခဲ့ဖို့လက်ဟန်ချေဟန်နဲ့ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်သခင်ကရှောင်ပါကိုညနေ9 နာရီနောက်ပိုင်းမှာပြန်ဆုံမယ်လို့ကတိပေးကထွက်ခွာသွားခဲ့ပါတယ်။ရှောင်ပါကယထာဘော်ကိုတင်းလိုက်ခဲ့ပေမဲ့မတက်နိုင်ပဲယထာထွက်သွားတာကိုသာကြည့်နေခဲ့ရပါတယ်။အတန်းထဲမှာသခင်ကရှောင်ပါသူ့အနားမှာရှိနေတယ်လို့ခံစားရတာကြောင့်ဘောလုံးသေးလေးကိုလက်ထဲမှာကင်ထားကစာတင်နေခဲ့ပါတယ်။ဒါပေမဲ့မကြာမီမှာပဲသခင်ကနေမကောင်းဖြစ်ကခဏချင်းတွင်းမှာပဲလဲကျသွားခဲ့ပါတယ်။ညနေ9 နာရီရောက်တဲ့အထိရှောင်ပါကသခင်ပြန်လာမဲ့ဘူတာယုံမှာစောင့်ဆိုင်နေခဲ့ပါတယ်။သူကညဘက်ရောက်တဲ့အထိသခင်ကိုထက်ဆောင်နေခဲ့ပေမဲ့လည်းသခင်ကတော့ပြန်လာခြင်းမရှိခဲ့ပါဘူး။ညနေတဲ့အခါလူတဦးကရှောင်ပါကိုခေါ်ဆောင်ကအိမ်တို့ပြန်ခေါ်သွားခဲ့ပါတယ်။ရှောင်ပါကတစ်သားပြားတွေကြားကနေပြီးတော့ဝမ်းနဲ့ဖွဲ့အငွေ့သက်တွေနဲ့ပြည်နေတဲ့အခန်းကိုလမ်းကြည့်နေရင်သူ့ရဲ့စိတ်ထဲမှာတစုံတရာကိုနားလည်သွားသလိုရှိခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သခင်ရဲ့မိသားစုကဇာပနပွဲပြုလုပ်ခဲ့ပေမဲ့ရှောင်ပါတကောင်ရဲ့သာလာရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ရှောင်ပါကပုံမှန်အတိုင်းပဲဘူတာယုံတို့ရောက်လာပြီးပန်းခုံပေါ်မှာတိတ်ဆိတ်စွာထိုင်ကသခင်လောက်ကပြန်လာမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်။ဘူတာယုံဝင်ထွက်ကလူတွေကိုလိုက်ကြည့်နေရင်သခင်တကားကထွက်လာမဲ့အချိန်ကိုမျှော်လင့်နေခဲ့ပါတယ်။ညနေတဲ့အထိရှောင်ပါကဘူတာနာကပန်းခုံပေါ်မှာပဲစောင့်နေစေပါ။ယထာစပယ်ယာကထိုမြင်ကွင်းကိုမြင်ပြီးစိတ်မကောင်းဖြစ်ကရှောင်ပါကိုပြန်ဖို့စီးယုံခဲ့ပါတယ်။မင်းဆက်ဆောင်နေစရာမလိုပါဘူး။သူပြန်လာမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှောင်ပါရဲ့ခိုင်မာတဲ့မျက်လုံးတွေကိုကြည့်ပြီးစပယ်ယာလည်းမတက်နိုင်ပဲထွက်ခွာသွားခဲ့ရပါတယ်။နောက်ပိုင်းမှာသခင်ရဲ့ဇနီးချစ်သူကဤဝမ်းနဲ့ဖွယ်ရာနေရာကထွက်ခွာလိုတာကြောင့်ရှောင်ပါကိုသခင်ရဲ့သမီးချစ်သူကိုအနံခဲ့ပါတယ်။ဒါပေမဲ့အိမ်တစ်မှာလည်းရှောင်ပါကနေတိုင်းပျော်ရွှင်ခြင်းမရှိပဲသခင်ကိုပဲတီးရနေခဲ့ပါတယ်။ရုတ်တရက်ယထာဘူတာယုံကိုရောက်လာတဲ့ယထာရဲ့အုတ်ဩတန်ကိုကြားလိုက်ရတာကြောင့်ရှောင်ပါကအာယုံစိုက်ကနားထောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သခင်ရဲ့သမီးချစ်သူကရှောင်ပါကသူမရဲ့ဖခင်ကိုလွှမ်းဆွနေကြောင်းနားလည်သွားခဲ့ပါတယ်။ငါတို့မင်းကိုချစ်ပါတယ်ဟာချီမင်းကိုဒီမှာငါတို့နဲ့အတူနေစေခြင်းနဲ့ဒါပေမဲ့မင်းသွားခြင်းနဲ့ဆိုရင်လည်းကိစ္စမရှိရဘူးလို့သူမကပြောလိုက်ပါတယ်။အဲ့ဒီနောက်သူမကတန်ကားဖွင့်ပေးလိုက်တဲ့အခါရှောင်ပါကအမျိုးသမီးရဲ့လက်ကိုနောက်ဆုံးအကြိမ်နဲ့ရှိုက်ပြီးအိမ်ထဲကနေလင်းမြန်စွာပြေးထွက်သွားခဲ့ပါတယ်။အဲ့ချိန်ကစပြီးရှောင်ပါကပန်းခုံပေါ်မှာတစ်ချိန်လုံးထိုင်ကနေ့စဉ်မမှန်ဘူတာယုံကိုရောက်ရှိလာပြီးညဘက်စားတောက်ဆိုင်တွေပိတ်မှသာပြန်သွားလိမ့်ရှိခဲ့ပါတယ်။မကြာခင်မှာပဲရှောင်ပါရဲ့ဇလန်းကိုသတင်းတွေမှာဖော်ပြခဲ့တာကြောင့်လူတွေကရှောင်ပါငှက်မခံရစေဖို့အတွက်အစားအစာများမကြာခဏပေးခဲ့ကြပါတယ်။ဒီလိုနဲ့ရှောင်ပါကနေ့ရက်များစွာနှစ်ပေါင်းများစွာစောင့်ဆိုင်းနေခဲ့ပြီးလူတွေဝင်ထွက်သွားလာနေတဲ့ဘူတာယုံမှာ10 နှစ်တာကာလတစ်လျှောက်လုံးသခင်ပေါ်တစ္ဆာရှိစွာနဲ့ဆက်လက်ဆောင်ဆိုင်နေခဲ့ပါတယ်။သခင်ကိုလွှမ်းဆွနေခြင်းကိုတေခြင်းတရားတစ်ခုရဲ့ကသာသူ့ကိုခွဲထုတ်နိုင်ပါလိမ့်မယ်။အဲ့ဒီနေ့မှာတော့သခင်ရဲ့ဇနီးတဲ့ကသခင်ရဲ့ကူပိတ်မှန်ကိုလာရောက်ပြီးနောက်ပြန်ဖို့ပြင်ဆင်နေတော့မှပဲထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။လမ်းမပေါ်မှာအမွှေးတွေဖရိုဖျဲဖြစ်နေပြီးအိုမင်းရုပ်ဆိုးနေတဲ့ခွေးတစ်ကောင်ကဘူတာယုံဘက်ကိုလမ်းလျှောက်လာနေတာကြောင့်ပဲဖြစ်ပါတယ်။